မင်္ဂလာပါ Passion Live YouTube Channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ yeast အကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရှာဖွေဖတ်ရှုလို့ရတဲ့အထက်ရရဲ့ကျွန်တော်သိထားသမျှတွေတည်းရပေါင်းပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်yeast ဆိုတာတဲ့ခွဲခြားအမှတ်ခံထားရတဲ့မိုးအဖွဲ့ဝင်တစ်မျိုးဖြစ်ပါတယ်တဲ့ပြီးတော့ဆဲတစ်ခုတည်းရှိတဲ့အနုဇီဝပိုးလည်းဖြစ်တယ်ပေါ့နော်သူ့ကိုကျွန်တော်တို့ကအစားအသောက်တွေပြုလုပ်ရမှာအချင်းဖောက်ချင်းတဲ့ living agent အနေနဲ့အသုံးပြုကြတယ်ပေါ့နော်သူကတကြားတွေကိုစားပြီးတော့alcohol ethanol နဲ့ carbon dioxide ကိုထုတ်ပေးတာဖြစ်ပါတယ်အဲ့တော့ beer တွေ wine တွေထုတ်လုပ်တဲ့လုပ်ငန်းတွေကအရင်ဆုံးအသုံးပြုခဲ့ပြီးတော့အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့မုတ်လုပ်တဲ့လုပ်ငန်းတွေမှာပါသုံးစွဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်မုတ်လုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့ instant dry yeast ကိုတွေ့တာပိုပြီးတော့များပါလိမ့်မယ်ဒီ instant dry yeast တွေကသေးငယ်ပြီးတော့ပုံမလွင်ပြန်စွာနဲ့ပျော်ဝင်တဲ့အတွက်ကြောင့်မလို့အလုပ်မြန်ဆန်လုပ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီလို instant dry yeast ဘူးလေးတွေကိုကျွန်တော်တို့ဒီမုတ်လုပ်ငန်းအသုံးပြုတဲ့နေရာတွေမှာများသောအားဖြင့်အသုံးပြုတာကိုတွေ့ရပါလိမ့်မယ်သူ့ကို active ဖြစ်မဖြစ်ဆိုတာရေနွေးထဲမှာတကြားရဲ့သူဒီ yeast နဲ့ရောပြီးတော့10မိနစ်လောက်ထားလိုက်လို့ရှိရင်ကျွန်တော်တို့ပွားလာခြင်းမပွားလာဘူးဆိုတော့ကြည့်ပြီးတော့ active ဖြစ်မဖြစ်နဲ့ yeast ကောင်းမကောင်းဆိုတာကိုကျွန်တော်တို့စမ်းသပ်လို့ရပါတယ်yeast ကိုတော့ကျွန်တော်တို့ကစားနဲ့အတူတူသွားပြီးထည့်လိုက်တာတို့အတူတူရောလိုက်မိတာမျိုးဆိုလို့ရှိရင်စားကြောင် yeast တည်သွားတာမျိုးဖြစ်နိုင်ပါတယ် yeast active မဖြစ်တော့ရှိရင်ကျွန်တော်ပြုလုပ်တဲ့မုတ်တွေကပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်ပေါ့နော်အဲ့တော့ဝယ်လာပြီးမဖောက်ရသေးတဲ့ yeast တွေကိုကျွန်တော်တို့အေးရွေး6သွေးရဲ့နေရာအပြင်အခန်းပူချိန်ပေါ့နော်အရန်မပူတဲ့နေရာမျိုးတွေအေးတက်ရှိတဲ့နေရာမျိုးတွေမှာ expire date 2နှစ်အတိုင်းပဲဒါပြီးသိမ်းစီလို့ရတယ်အဲ့တော့ဖောက်ပြီးသားဒီလို yeastအထုပ်ဖောက်ပြီးသားဟာတွေဆိုရင်ဒီလိုမျိုးလေလုံးတဲ့ဘူးတွေထဲမှာထားပြီးတော့တစ်လားနဲ့တစ်လားအထက်လောက်ထိသိမ်းလို့ရတယ်တကယ်လို့ကျွန်တော်တို့ကသူတို့ကြိုက်တဲ့ temperature မှာမရှိဘူးဆိုရင်ထားတာမှားနေတယ်ဆိုရင်တော့အဲ့ဒါပိုပြီးမြန်ဆန်ပျက်စီးသွားနိုင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ရေခဲတဲ့အိမ်မှာထည့်ပြီးသိမ်းမယ်ဆိုလို့ရှိရင်เนาะ4လနေပြီးတော့6လအထိထားပြီးသိမ်းလို့ရတယ်ထုတ်ပြီးတော့ကြိုပြီးထုတ်ပြီးတော့ထားပြီးတော့သုံးဖို့လိုတာပေါ့เนาะတကယ်တော့ခဏမသုံးပြဘူးဆိုရင် active ဖြစ်မဖြစ်ကိုစမ်းသပ်ပြီးတော့မှသုံးသင့်ပါတယ်ကျွန်တော်တို့ကတော့ yeast ကိုနေ့တိုင်းလို့ခဏသုံးပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့ active ဖြစ်မဖြစ်ဆိုတာစမ်းသပ်ဖို့မလိုဘူးနေ့တိုင်းသုံးမနေတော့ခဏလေးနဲ့ကုန်သွားတာတွေ့တဲ့အတွက်ဖောက်ပြီးသားထုတ်တွေကိုသူတို့ပြောတဲ့ range အတွင်းမှာပဲကျွန်တော်တို့ကုန်တယ်ပေါ့နော်တကယ်လို့ခဏမသုံးပြတဲ့သူတွေအတွက်ကြတော့ yeast ကို active ဖြစ်မဖြစ်ဆိုတာကိုကျွန်တော်တို့ကစမ်းပြီးတော့မှသုံးသင့်ပါတယ်ဘာဖြစ်လို့ဆိုတော့ yeast ကကျွန်တော် active ဖြစ်မဖြစ်မသိဘဲနဲ့သုံးလိုက်မိသွားတယ်ဆိုလို့ရှိရင်တကယ်လို့သူ active မဖြစ်မုတ်တွေပျက်စီးသွားနိုင်တယ်ပေါ့နော်အဲ့တော့ yeast active ဖြစ်မဖြစ်ကိုဘယ်လိုစမ်းရလဲဆိုတော့ကျွန်တော်ပြပေးပါမယ်ကျွန်တော်တို့ရေနွေးတစ်ခွက်လိုမယ်ပြီးလို့ရှိရင်တကြားလိုမယ် yeast ပေါ့နော်စမ်းသပ်ဖို့ကရေနွေးကကျွန်တော်တို့100 Fahrenheit အနည်းဆုံးရှိဖို့သူတို့ကပြောထားပဲပေါ့နော်ကျွန်တော်တို့လက်ညိုးလေးထည့်ကြည့်လိုက်လို့အပူချိန်ကိုခံနိုင်တဲ့အနေထားတွေပိုနေတယ်ဆိုလို့ရှိရင်100 Fahrenheit အထက်မှာရှိနေတာပေါ့နော်အဲ့ဒါရဲ့ကြားတစ်စွန်းရဲ့ပြီးတော့ကျွန်တော်တို့ yeast နှစ်စွန်းပေါ့နော်လက်ဖက်ရည်စွန်းလေးနဲ့ကြားတစ်စွန်း yeast နှစ်စွန်းထည့်ပြီးတော့နည်းနည်းလေးမှွေပေးရမယ်မှွေပေးသွားလို့ရှိရင်ကျွန်တော်တို့10မိနစ်လောက်ထားကြည့်လိုက်လို့ရှိရင်ဘာဘာလေးတွေတက်လာမယ်အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ yeast အလုံးမလုံးဆိုတာလုံးမလုံးဆိုတာကျွန်တော်သိရပြီပေါ့နော်အဲ့တော့yeast အလုံးလုံးလို့ရှိရင်အရန်သိတာပါတယ်သူ့ရဲ့ဒီအချင်းဖောက်တဲ့အနံ့ပေါ့နော် yeast ကနေထွက်လာတဲ့အချင်းပေါက်တဲ့အနံ့မျိုးရဲ့ပြီးလို့ရှိရင်တီးတာဘာဘာတွေတပြေးနဲ့တက်လာပြီးတော့ပွားတက်လာတဲ့အပေါ်မျက်နှာပြင်ကတော်တော်တိတိတသားဖြစ်လာတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါ yeast ကလုံးဝ active ဖြစ်နေပြီဆိုတော့တွေ့နိုင်ပါတယ်အခုမြင်နေရတာတော့ကျွန်တော်10မိနစ်စာကိုကျွန်တော်အမြန်ရစ်ပြီးပြတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒါ10မိနစ်အတွင်းမှာပွားလာတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးဆိုလို့ရှိရင်ဒါ active ဖြစ်တယ်လို့ဆိုလို့ရတာပေါ့နော်အဲ့တော့ဒီအနေအထားပေါ့အခုကျွန်တော်ကင်လိုက်တာနဲ့တော့အရန်ပွားလို့ပြီးတော့ပြိုကျသွားပြီပေါ့နော်ဒီဘာဘာတွေကဒီလိုနေတာဖြစ်ဖြစ်ဆိုရင်ဒါ active ဖြစ်တယ်ဆိုတာကိုပြနေတာအဲ့ဒါဆိုရင်ကျွန်တော်ဒီ yeast ကိုသုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ YouTube ဗီဒီယိုတွေတော်တော်များများမှာ homemade တွေလုပ်တဲ့အခါမှာ yeast ကိုတက်ကိုမှွေပြီးတော့ active ဖြစ်မဖြစ်ဆိုတော့စမ်းပြီးတော့မှဒီဒိုးတွေကိုလောင်းထည့်ပြီးတော့သုံးကြတာများသောအားဖြင့်တွေ့ရလိမ့်မယ်ပေါ့နော်ဒါကကျွန်တော်တို့ yeast ကြောင့်ကျွန်တော်တို့ active မဖြစ်ဘဲနဲ့
လုံးတဲ့မုတ်တွေပြန်စည်းသွားမှာကို view design နဲ့ဒီဟာကိုစမ်းသပ်ပြီးတော့မှသုံးတယ်ဆိုတဲ့ဟာကိုပြပေးတာဖြစ်သွားပြီเนาะအဲ့တော့ကျွန်တော်တို့ဒီပုံမဲ့သုံးနေကြဆိုရင်တော့စမ်းဖို့မလိုဘူးမဲ့တိတ်ပြီးတော့မသုံးပြတဲ့သူတွေအတွက်ကြတော့အဲ့ဒီအဆင့်လေးကထည့်ပေးဖို့လိုပါတယ်မဟုတ်လို့ရှိရင် yeast ကအလုံးမလုံးပဲနဲ့ edit မဖြစ်တော့ဘူးဆိုရင်ကျွန်တော်တို့လုပ်လိုက်တဲ့မုတ်ကချိန်ကုန်လူပင်မှန်းပြီးတော့ပျက်စီးသွားတာမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်တော့ကျွန်တော် yeast စမ်းသက်တာကိုသိသွားပြီအဲ့တော့ yeast ကအထင်းရသိမ်းရတာခက်ခဲတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးအထုပ်ကြီးတွေသုံးများတဲ့သူတွေအတွက်ကဝင်သင့်ပါတယ်ဒါလို့အထုပ်ကြီးတွေသုံးမများဘူးသုံးနည်းတဲ့သူတွေအတွက်ကကျတော့ဒီလို1 to 5 gram ပေါ့နော်ရှေ့ကကျတော့900 gram ဒီကကျတော့125 gram အဲ့လိုအထုပ်ကလေးတွေထက်ရဲ့သုံးနေတဲ့သူတွေတစ်ခါတည်းရံပန်ရံခါမှအရန်ကိုဟိုအတုံးမသုံးပြတဲ့လောက်နေတဲ့သူတွေပေါ့နော်အဲ့လိုလူတွေကြောက်ဒီလို17 gram ပါတဲ့ဒီလိုအထုပ်သေးသေးလေးနဲ့packaging နဲ့ရောင်းတဲ့အရေးစရိတ်တွေကိုဝယ်သုံးတင်တယ်ဒါဆိုရင်အပြည့်စည်းနေတဲ့ကျွန်တော်တို့ကုန်ကျစရိတ်နည်းသွားတာပေါ့နော်အဲ့ကိုသုံးပြတဲ့အနေအထားပေါ်မူတည်ပြီးတော့ yeast ရဲ့ packaging size ကိုဘယ်လိုရွေးချယ်ရမလဲဆိုတော့စဉ်းစားပါသူကထိန်းသိမ်းရခက်တာအဲ့တော့ဒါလို့ဆိုရင်တော့ကျွန်တော်တို့ yeast နဲ့ပတ်သက်ပြီးပြောပြပေးတာလေးတွေကအနည်းနဲ့များတော့ပြည့်စုံလုံလောက်ပြီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကနေပြီးတော့တခုခုပေါ့နော်ဘူးတူတာနဲ့ပတ်သက်ပြီးရရှိရပဲဖြစ်ဖြစ်ကျွန်တော်မုတ်လုံနည်းလေးတွေကအဆင်ပြေလို့စားလို့ကောင်းတာလို့လိုက်လို့ရတဲ့အဆင်ပြေတာလို့ရှိတယ်ဆိုရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ channel လေးကိုlike and subscribe လေးတွေပေးသွားပေးပါဗီဒီယိုလေးတွေကိုပြန်လည်မျှဝေပေးပါဒါဆိုရင်နောက်လူတွေတို့လည်းပို့ပြီးတော့အကျိုးရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးသွားဆိုရင်တော့ဘေးမှာခေါင်းလောင်း button လေးရှိပါတယ်အဲ့ဒီခေါင်းလောင်း button လေးကိုနှိပ်ချင်းဖြင့်နောက်ထပ်ဗီဒီယိုတွေတင်တိုင်းမှာ notification တွေရရှိနေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Facebook မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ page ရှိပါတယ် Barefoot Supply page ကကျွန်တော်ဒီမြ share ပိုင်တန်းထွန်းလို့ရယ်အဲ့ဒီမှာကျွန်တော်တို့ဒီ YouTube channel ကပတ်သက်တဲ့ information လေးတွေကိုမျှဝေပေးနေတာရှိပါတယ် Facebook ကနေလည်း information တွေသိချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ထားပေးပါဦးခင်ဗျာကျွန်တော်တို့ဒီ channel မှာနောက်ထပ်ဗီဒီယိုတွေအများနဲ့စတင်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ